သုံးပါးယရနာဆိုတဲ့စကားလုံးကိုကျမတို့ဗုဒ္ဓဘာသာမှာပဲကြားဖို့ကြတယ်။ဒါပေမဲ့ဒီနေရာမှာပြောမဲ့သုံးပါးယရနာကတော့တင့်ရဲ့သိမှုစွမ်းရည်ကိုပောက်ကွဲထားတာစီမဲ့ပြုဝချက်တောင်းခုဖြစ်ပါတယ်။ဒီသုံးချက်ကို survey, question, recall လို့ခေါ်ပြီးတော့စာမွေးမဲ့ဖြေဆိုမဲ့သူတိုင်းပုံမထိရောက်စွာတင်ယူလို့သူတိုင်းမဖြစ်မနေသုံးချတဲ့နည်းစနစ်ပဲဖြစ်ပါတယ်။ပထမယရနာစာပေခြုံကြည့်ခြင်းဘာလို့ရမလဲ။စာကိုအစဆုံးအောင်ဆိုင်မဖတ်ခင်မှာခေါင်းစဉ်စာခွဲခေါင်းစဉ်ပုံများ graph များအတွင်းမှတ်စုများ highlight လုပ်ထားတဲ့စာသားတွေကို9မိနစ်ခန့်လျှင်မြန်စွာခြုံပြီးကြည့်ရမယ်။ဘာကြောင့်အရေးကြီးလဲ။ဒီလိုလုပ်ခြင်းဖြင့်သင်ဖတ်ရမယ့်အကြောင်းအရာရဲ့ပုံချမ်းကိုအုံနောက်ကကြိုသိပါတယ်။စာပတ်တဲ့အခါဘယ်နေရာအရေးကြီးရဲဘယ်လိုချိတ်ဆက်နေရဲဆိုတာသိသွားတယ်။စာအုပ်တစ်အုပ်ကိုမတော်ခင်ဓာတ်ပုံကြည့်ပြီးခရီးစဉ်ညဆွဲရတဲ့တူပါတယ်။ဒုတိယယရနာမေးခွန်းထုတ်ခြင်းဘာလို့ရမလဲစာပေးဆွဲပြီးတဲ့အခါကိုကြည့်လိုက်တဲ့ခေါင်းစဉ်တွေပုံတွေကိုကြည့်ပြီးမေးခွန်းတွေထုတ်ပါဒီခန်းကြီးကဘာကြောင့်ပါလဲဒီသဘောတရားကိုဘယ်လိုရှင်းပြမလဲဒီဥပမာကဘာဆိုလိုတာလဲဒီเจ้าရာကငါတည်ထားပြီးသားရာနဲ့ဘယ်လိုဆက်ဆက်နေလဲဘာကြောင့်ရေးကြည့်လဲမေးခွန်းထုတ်ခြင်းကအုံနောက်ကိုအကြောင်းအရာတော့ရှောက်ပြီးသူဖြစ်ပြောင်းလဲစေတယ်စာပတ်ရင်းနဲ့မေးခွန်းရဲ့အဖြေကိုရှာဖို့အာရုံစူးစိုက်မှုပိုကောင်းလာတယ်စာအုပ်ညီဝဲပဲရပတ်စာတစ်ခုဖြစ်ကနေစူးစမ်းရှာဖွေရတဲ့ဂိမ်းတစ်ခုဖြစ်ပြောင်းလဲစေတတိယရဲ့နာပြန်လည်မှတ်ရခြင်းဘာလို့ရမလဲစာတစ်ပိုင်းကိုဖတ်ပြီးရင်တစ်ခန်းလုံးဖတ်ပြီးရင်အခါစာကိုပိတ်ထားပါပြီးတော့တင့်ကိုယ်ပိုင်စကားနဲ့ဖတ်ထားတာတွေကိုပြန်ပြောပြပါဒါမှမဟုတ်ချရေးကြည့်ပါဘာကြောင့်ရေးကြည့်လဲဒီစင်ကအစွမ်းတက်ဆုံးစင်ဖြစ်ပါတယ်ဖတ်ပြီးရနဲ့နားလည်ပြီးထင်ရတဲ့ຢာကိုပြန်ပြောကြည့်တဲ့အခါမှာမှတ်မိတဲ့လောက်နည်းနေတာကိုတွေ့ရမယ်ဒီလိုပြန်မှတ်ရအောင်ကြိုးစားတဲ့အခါအုံနောက်ကဖိုင်တစ်တွေဖွဲ့ပြီးအချက်လက်ကိုရေးရှင်းမှတ်ဉာဏ်နဲ့ကိုပို့ဆောင်ပေးတယ်။ဘာကြောင့်ဒီနည်းလမ်းအထိရောက်ရလဲ။ Passive learning ကနေ active learning ကိုပြောင်းလဲပေး။စာဖတ်နေရုံမဟုတ်ပဲအုံနောက်ကိုတစ်ချိန်လုံးအလုပ်ပေးထားတယ်။မှတ်မြောင်တတ်ပါစေ။ recall လုပ်တဲ့အခါအုံနောက်ကိုပြန်လဲအလုပ်စေပြီးသင်ယူထားတာတွေကိုပို့ပြီးခိုင်ပါစေ။ဖတ်ခင်စာပေမေးခွန်းထုတ်စဉ်းစားလိုက်။စာပိတ်ပြန်ပြောမှတ်မိအောင်ပြန်လုပ်ဒီသုံးပါးရနာနည်းလမ်းကိုပုံမှန်သုံးချမယ်ဆိုရင်စောင်းဝိဘတ်တော်ပဲဖြစ်ဖြစ်ဘဝတစ်လျှောက်လုံးတင်ယူနေတဲ့နေရာမှာပဲဖြစ်ဖြစ်တင်ရဲ့တင်ယူမှုဆိုင်ရဲ့အဆင့်တန်းတိတိတတ်တာမြင့်တက်လာတာကိုသင်ကိုယ်တိုင်ခံစားရမှာပါကျေးဇူးတင်ပါတယ်ရှင်